ကျင့်နေကြောင်းတင့်ကလေးပိန်နေရခြင်းဖြစ်ပါတယ်ကျွန်တော်ကတော့ဒေါက်တာဝေယံဖြစ်ပါတယ်ဒီနေ့ပြောပြသွားမယ့်အကြောင်းအရာလေးကတော့တင့်ကလေးကဘလောက်စားစားဝမလာပဲဘာကြောင့်ပိန်နေရလဲဆိုတဲ့အကြောင်းအရာလေးကိုပြောပြသွားမှာဖြစ်ပါတယ်ဒေါက်တာရှင်းနဲ့ကျမသားလေးကအခုအသက်9နှစ်ရှိပြီးတော့အားသေးလဲမျိုးစုံတိုက်တယ်ဒါပေမဲ့အစားနေပြီးတော့ဒီနေ့ရှားပိတ်မိန်လာတာဘာလို့လဲပေါ့ကျမကြီးကကောင်းမွန်ပြီးတော့တဲ့မကြာခဏဖျားနေတာလည်းမရှိပါဘူးတဲ့များနေတူပြေးလွှာစော့ကစားနိုင်ပါတယ်ဘလို့လောက်ရမလဲဟောမေးထားရတယ်တော့ဒါနဲ့မတ်တီတာရဲ့တဲ့ကလေးပိန်နေခြင်းဟာအစာကျွေးမှုစနစ်ရှို့ယင်းမှုကြောင့်ဖြစ်ပါတယ်တဲ့ကလေးများဟာများသောအားဖြင့်အသားကိုပို့ပြီးတော့နှစ်သက်တတ်ပါတယ်အသီးတွေအဆီတွေအသီးရွက်တွေပေါ့မျှတအောင်ကျွေးရပါမယ်ကျွန်တော်ပြောချင်တာကတော့အသားတွေပဲအများကြီးစားပြီးတော့အသီးရွက်တွေအစားနည်းလို့ရှိရင်တင့်ကလေးကပိန်တတ်ပါတယ်တရေသားများများစားတတ်တဲ့အကျင့်ကိုလည်းထိန်းပေးပါတဲ့တရေသားစားလိုက်တဲ့အခါမှာကိုကလေးကထမင်းမစားတော့ဘဲနဲ့တရေသားရေးစားပြီးတော့ဗိုက်ပြည့်သွားပြီဆိုလို့လို့ရှိရင်လည်းဒီကလေးကပိန်တတ်ပါတယ်အပြီးတော့မစားတဲ့အခါမှာလည်းတဲ့အတင်းအဓမ္မကျွေးတာမျိုးသတိထားပါအချိန်နဲ့အစာကျွေးနိုင်အောင်သတိထားပါဗိုက်စာအောင်ကျင့်ပေးပါတဲ့တတ်နိုင်သမျှတရေသားတွေကိုချော့ချပေးရပါမယ်ကလေးများစားလို့ရှိတဲ့တရေသားများဖြစ်တာအာလူးကြော်တို့ငါးမုံကြော်အရှင်တုပ်အရှိုရည်စသည်တို့ကိုတဲ့အာဟာရမဖြစ်တဲ့အပြင်ဓာတုပစ္စည်းတွေပေါအောင်ဆိုကြောင့်တင့်ကလေးကိုပါအန္တရာယ်ဖြစ်စေနိုင်ပါတယ်ဒါကြောင့်တရေသားစားတဲ့အချိန်နဲ့အဓိကစားချိန်အနည်းဆုံးတစ်နာရီရှာထားပေးပါတရေသားကအာဟာရတန်ဖိုးပြေဝကောင်းမွန်သောအစာဖြစ်ပါကမတိတာရဲ့ကလေးရတဲ့ပုံမှန်အစားစားလာပြီးတော့ကျန်းမာဝါဖြစ်လာပါလိမ့်မယ်တဲ့ပြောချင်တာကတော့ဒီမင်းတို့ရဲ့ကလေးကအရှိုးတွေဘာညာတရေသားတွေကိုရှော့စားမယ်ပေါ့ရှော့စားပြီးတော့ထမင်းကိုပဲများကျွေးမယ်အသားတွေကျွေးရမို့ပဲနဲ့အသီးရွက်တွေပဲကျွေးမယ်ကျွေးချိန်ကိုလည်းတသက်မှန်နဲ့ထားလိုက်မယ်ဆိုလို့ရှိရင်တော့မိတ်ဆွေရဲ့ကလေးကဝါဖြိုးလာမှာပဲဖြစ်ပါတယ်တင်ကလေးပိန်နေရခြင်းအကြောင်းအရာတွေကိုပြပြသွားခြင်းပဲဖြစ်ပါတယ်နောက်လည်းဒီလိုဗီဒီယိုလေးတွေတင်ပြသွားမှဖြစ်လို့အကောင့်လေးကို subscribe လုပ်ခဲ့ပါအောင်